အားလုံးပဲမင်္ဂလာပါ SSS Keyboard Teenager Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ episode မှာတော့ Extend Banner Design လေးကို tutorial လုပ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအရင်ဆုံး custom site ထဲကိုဝင်လိုက်တယ် unit မှာကျွန်တော် cm ကိုပြောင်းလိုက်တယ် width မှာ60ထားပြီးတော့ height မှာ160ထားလိုက်တယ်ပေါ့နော် upload file နေကနေပြီးတော့ကျွန်တော်ဒီပုံလေးကိုထည့်လိုက်တယ် upload တင်လိုက်တယ်ဒီကောင်လေးကို canvas ပေါ်ဆိုတင်လိုက်တယ်ပြီးတော့ background remove လုပ်လိုက်တယ်background color ကိုကျွန်တော် gradient လေးနဲ့ပြီးလိုက်တယ်ပေါ့နော်3ရောင်ဆက်လေးဖြစ်မှာပေါ့နော်အပြာရယ်အစိမ်းရယ်ဒီအဝါရယ်ပေါ့နော် linear gradient လေးထားလိုက်တယ်ပြီးတော့ animate တွေမှာကျွန်တော် cloud ဆိုပြီးတော့ရိုက်ရှာလိုက်တယ် photo တွေကနေပြီးတော့တိမ်ပုံလေးထည့်လိုက်တယ်ပေါ့နော် duplicate ပွားလိုက်တယ်နောက်တစ်ခုပွားလိုက်တယ်ရောင်လေး position ချပြီးတော့ flick ကနေပြီးတော့ frame horizontal လေးနဲ့ကျွန်တော်လဲလိုက်တယ်ပေါ့နော်ပြီးရင် animate တွေကနေပြီးကျွန်တော် Podium ဆိုပြီးတော့ရိုက်ရှာလိုက်တယ်ဒီအောက်မှာခင်းတဲ့တစ်သားပြားလေးပေါ့နော်ဘူးကုံလေးကိုဒီတစ်သားခွန်ပေါ်မှာတင်လိုက်တယ်ပေါ့နော် shadow လေးထည့်လိုက်တယ်ဘူးအောက်မှာ shadow လေးကန်လိုက်တယ်ဒီဟာကိုဒီဘူးရဲ့အောက်မှာ shadow လေးကိုပွားပြီးတော့နောက်တစ်ခုပွားလိုက်ကန်လိုက်တယ်shadow လေးကို transparency နည်းနည်း short လိုက်တယ်ပေါ့နော်ပြီးတော့ edit တွေမှာကျွန်တော်ဒီဘူးလေးကိုဒီ one tone back သွားမယ်ပေါ့နော် contrast တွေတင်လိုက်တယ် brightness ကိုတင်လိုက်တယ်ဆွတ်လေးဖြစ်သွားအောင်လို့ပေါ့နော် Podium အောက်မှာလည်း shadow တစ်ခုပွားလိုက်တယ်ပြီးတော့ animate နဲ့မှာ mango ဆိုပြီးကျွန်တော်ရိုက်ရှာလိုက်တယ်ဒါတရသီးဖြော်ကြီးကြောင်ညာဖြစ်တဲ့အတွက်ကြောင့်မို့ mango လေးကိုပွားလိုက်တယ်သူ background မှာထားထားတယ်ပြီးတော့ animate နေရပဲကျွန်တော် mango splash ဆိုပြီးတော့ရိုက်ရှာလိုက်တယ်ဒီရေရွှဲနေတဲ့ mango လေးပေါ့နော်အဲသူလည်း background remove လုပ်ပြီးတော့ဒီ layer ကိုအောက်ဆုံးမှာပို့လိုက်တယ်ဟိုနောက်ဆုံးမှာထားလိုက်တယ်ဒီအဲ့လို splash လေးဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်ပြီးတော့ font ထဲမှာကျွန်တော်ဒီ new drop ဆိုတဲ့ကောင်လေးကိုယူလိုက်တယ်ပေါ့နော်အမှ mango smoothie ဆိုပြီးကျွန်တော်ရိုက်ထည့်လိုက်တယ်ဒီကို color လေးပြောင်းလိုက်တယ်ပေါ့နော်ဒီ mango ဘက်သွားတဲ့အရောင်လေးပြောင်းလိုက်တယ်ပြီးတော့ shade ထဲကိုဝင်လိုက်တယ်ဒီ circle လေးကိုယူလိုက်တယ်ပြီးတော့သူ price လေးထည့်လိုက်တယ်ပေါ့နော်အမှကျွန်တော် animate နဲ့မှာဒီ pantry ဆိုပြီးတော့ onlet လေးထည့်လိုက်တယ်ပေါ့နော် duplicate ပွားလိုက်တယ် open လဲလိုက်တယ်ပြီးတော့သူ့ကိုတစ်ပတ်ကလေးနှိပ်ပြီးတော့ဒီ editor မှာကျွန်တော် blur လိုက်တယ်ပေါ့နော်ပြီးတော့ဒီ font လေးကိုယူလိုက်တယ်shade လေးတစ်ခုထည့်လိုက်တယ် shade ထဲမှာဒီရနိုင်တဲ့ချိုရည်လေးတွေပေါ့နော်strawberry juice တို့ pineapple တို့အဲ့လိုထည့်လိုက်တယ်ပေါ့နော်animate နဲ့မှာကျွန်တော် Instagram ဆိုတဲ့ logo လေးကိုရိုက်ရှာလိုက်တယ်ထည့်လိုက်တယ်ပြီးတော့ဒီ shade လေးကိုကျွန်တော် copy ထပ်ပွားလိုက်တယ်square လေးသေးပြီးတော့ဒီ free delivery ဆိုပြီးတော့ဒီထည့်လိုက်တယ်ပေါ့နော်ပြီးတော့ animate နဲ့မှာ photo ထဲမှာကျွန်တော်ဒီတရသီးပုံလေးလိုက်ရှာတယ်ပေါ့နော်လီးထားတဲ့တရသီးလေးကိုကျွန်တော်အောက်မှာချလိုက်တယ်ပေါ့နော်ဒါဆိုရင်တော့ Canva မှာလဘတည်တက်တဲ့ V9 design လေးကိုဆွဲလို့ပြီးသွားပြီဖြစ်ပါတယ်အားလုံးပဲလုတ်တက်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက် tutorial တွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်